အားလုံးပဲမင်္ဂလာပါခင်ဗျာအခုနေပြီးတော့ပြင်မနာပေါင်းလောင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီပြင်မနာပေါင်းလောင်းမှာရှိတဲ့မြင့်မို့ဆန်ဟိုတယ်မှာကျွန်တော်တို့ Star North Solar Ride ကနေ Solar System ကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့လူအိုက်ကြည့်လိုက်အောင်ဗျဒီတစ်ခါမှာဆိုရင်ကျွန်တော်တို့ Star North Solar Ride ကနေပြီးတော့မှ customer လိုအပ်ချက်တိုင်း customer စစ်တိုင်းကြားတက်ဆင်ပေးထားတာဖြစ်ပါတယ်ဘယ်လိုမျိုးတွေတက်ဆင်ပေးထားလဲဆိုတော့ကျွန်တော်ရဲ့လူသွားကြည့်လိုက်အောင်အရင်ဦးဆုံး BESS Energy Storage System နဲ့ Inverter install လုပ်ထားတဲ့ကိုနိုင်နာဘုံကိုပြချင်ပါတယ်ကျွန်တော်ရဲ့လူထဲဝင်ကြည့်လိုက်အောင်ဒီမှာဆိုရင်လည်း inverter အတွက်ဆိုရင်100 kW system ဘက်ထရီအတွက်ဆိုရင်လည်း186.9 kW system ရှိတဲ့အတွက်ဆက်လေးကိုတက်ဆင်ပေးထားဖြစ်ပါတယ်ဒီ inverter ဘက်ထရီနဲ့အတွက်ဆက်ကိုတက်ဆင်အသုံးပြုဖို့အတွက် hotel ရဲ့ rooftop မှာ102.4 kWh ရှိတဲ့ Trina Solar 910W vibration 144ချက်ကိုတက်ဆင်ပေးထားဖြစ်ပါတယ်ဒီကွန်တိန်နာပေါင်းထဲမှာဆိုရင် inverter ဘက်ထရီတွေရဲ့ standard ဖြစ်တဲ့ temperature consistent ဖြစ်အောင်အကုန်တစ်လုံးကိုလည်းတက်ဆင်ပေးထားပါတယ်နောက်ပြီး temperature နဲ့ပတ်သက်တဲ့ fire safety system တွေအကုန်လုံးကိုလည်းတက်ဆင်ပေးထားဖြစ်ပါတယ်အခုsolar jet တွေတက်ဆင်ထားတဲ့နေရာကိုကျွန်တော်လိုက်ပြပေးပါမယ်ဒီကောင်မိုးပေါ်မှာခုနကကျွန်တော်ပြောထားခဲ့တဲ့အတိုင်း Trina Solar 910W vibration 144ချက်ကိုတက်ဆင်ပေးထားတာဖြစ်ပါဒီလိုမျိုးတက်ဆင်ပေးတဲ့အခါမှာလုပ်နေကြ process တွေအတိုင်းကျွန်တော်တို့ Star North Solar ရဲ့ engineer တင်းကနေအရင်ဦးဆုံး site survey ဆင်ပေးတယ် site survey ဆင်ပြီးတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးလုပ်ဆောင်ပေးလဲဆိုတော့ customer က solar မတက်ခင်အချိန်တည်းကအဓိကအနေဖြင့် hotel ရဲ့ကုန်ကျစရိတ်ကို short ချချင်တာလို့ပြောလာတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့က hotel မှာပထမဦးဆုံး customer ရဲ့ workload ကိုအသေးစိတ်တိုင်းပေးတယ်ဒီလို workload တွေကိုတိုင်းတဲ့နေရာမှာလဲ hotel မှာတောက်ကြစနေတနင်္ဂနွေလိုရမျိုးတွေမှာဧည့်သည်ပိုများတာဖြစ်တဲ့အတွက်တခြားအချိန်ယူပြီးစနစ်တကျတိုင်းပေးတယ်ပြီးတော့မှ solar panel ထားမဲ့နေရာတွေကိုသက်ဆိုင်ရာ engineer တွေနဲ့တခြားတိုင်ပင်ပြီးစာအုပ်ရဲ့ခန့်နိုင်အောင်အားနဲ့မျှမဲ့ plan တွေတစ်ခုကိုချပြပေးတယ်နောက်ပြီးတော့မှ customer လိုချင်တဲ့ local regulation ကိုတခြားတွက်ချက်ပေးပြီးလိုချင်တဲ့ safety design plan ကိုရေးဆွဲပေးခဲ့တယ်နောက်ပြီး customer ကိုချပြပေးခဲ့တယ် installation လုပ်တဲ့အခါမှာလည်း customer ရွေးချယ်လိုက်တဲ့ plan တိုင်းဟိုမှာလိုအပ်တဲ့နောက်ဆက်တွဲတွေကို customer နဲ့တခြားတိုင်ပင်ပြီးတော့မှလုံခြုံစိတ်ချမှုရှိပြီးတိုက်ရိုက်တည်တတ်မှုရှိအောင်စနစ်တကျတက်ဆင်ပေးခဲ့တယ်အခုလို solar တက်ဆင်ပြီးတဲ့နောက်မှာ customer အနေနဲ့တလကိုမီတာဘေး85%လောက် short ချနိုင်တယ်။တက်ဆင်ပြီးရဲ့နောက်3နှစ်ခွဲဝန်းကျင်မှာလည်း ROI အနေနဲ့ပြန်ရနိုင်တယ်။ maintain တဲ့အနေနဲ့လည်း solar panel တွေကိုတလကို2ကြိမ်လောက်တန်ရှင်းပေးရုံလောက်ပါပဲဗျ။နောက်ပြီး after sales service ကိုလည်း24နာရီစစ်ဖြစ်အောင်ဆောင်ရွက်ပေးခြင်းဘယ်ချိန်ပဲဖြစ်ဖြစ်အဲ့ဒါတစ်ခုဖြစ်ရင်ကျွန်တော်တို့ရဲ့ကျွမ်းကျင် engineer တင်းကနေအမြန်ဆုံးလာရောက်ပြီး service ဆောင်ရွက်ပေးခြင်းတွေက Star North Solar ရဲ့အတားကျွတ်တွေဒီကြီးမင်းတို့ရဲ့နေအိမ်နဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ဒီကျက်အသုံးပြုဖို့ပဲဖြစ်ဖြစ် solar တက်ဆင်ဖို့ပဲဖြစ်ဖြစ်လုံခြုံစိတ်ချရတဲ့ power backup system တစ်ခုကိုစိတ်အေးချမ်းစွာအသုံးပြုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Star North မြန်မာကနေအပြည့်အဝတာဝန်ယူပေးဖို့သင်သိရှိလို့နေပါတယ်